ကြည့်နေတဲ့သူရဲ့ပါတနာပေါ့နော်ဒါချစ်သူကြီးစားသို့မဟုတ်ဒါ situationship ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အခြေအနေတစ်ခုပေါ့နိတင်ရဲ့စိတ်ကူးထဲမှာရှိတဲ့သူတင်ရဲ့ချစ်သူလည်းဖြစ်မယ်ဒါမှမဟုတ်လည်းရွေထားတဲ့သူလည်းဖြစ်မယ်တင်ရဲ့ crush လည်းဖြစ်မယ်ပေါ့နော်ဒါမှမဟုတ်တင်ရဲ့အိမ်တော်ဘက်လည်းဖြစ်မှာပေါ့ဗျာအဲ့တော့သူ့မှာနောက်ထပ်ဒါတတိယလူတပ်ပါဆန်ပဲပြောမလားတပ်ပတ်ဒီပဲပြောမလားဘယ်လိုပဲပြောပေါ့နော်တတိယလူတင်းရဲ့ပြင်နောက်ထပ်လူရှိနေသလားဆိုတာကျွန်တော်တေရောနမိတ်နဲ့ဖတ်ကြည့်ပါမယ်ဗျအခုကြည့်နေတဲ့သူကအနီရောင်နဲ့ပတ်သက်နေလိမ့်မယ်နော်ပြီးတော့ဒီအခုကြည့်တဲ့ reading ကဒါ general reading ဖြစ်ပါတယ်အများအတွက် general reading ဖြစ်တဲ့အတွက်တင်းအတွက်ကတရားခိုင်တော့ energy ကိုက်ချင်မှကိုက်လိမ့်မယ်တကယ်လို့ energy ကိုက်တယ်ဆိုလို့ရှိရင်လည်းဒါ clean သွားလို့ရပါတယ်နော်personal reading မေးချင်တဲ့သူတွေကလည်းဒါတည်သက်မေးလို့ရပါတယ် Viber Telegram Page Messenger TikTok ချက်ပေါက်တွေနဲ့လည်းမေးလို့ရပါတယ်ခင်ဗျကဲတင်းရဲ့လူမှာပေါ့နော်တင်းစိတ်ကူးတဲ့လူ crush ပြီးတော့ relationship လည်းဖြစ်နိုင်တယ်အိမ်အောင်ဖက်လည်းဖြစ်နိုင်တယ်ပေါ့နော်တင်းရဲ့ partner ပေါ့ဗျာတင်းရဲ့ partner မှာတတိယလူရှိနေလားဆိုတာကျွန်တော်တေရောနမိတ်နဲ့ဖတ်ကြည့်ပါမယ်ဗျတတိယလူကတော့မရှိပါဘူးခင်ဗျတတိယလူမရှိဘူးဒါပေမဲ့ဘာလို့ဒီဆက်ဆံရေးကတိတ်အဆင်မပြေတာလဲဆိုတော့ကတင်မှာနာကျင်စရာသူ့မှာပေါ့နော်သူ့ရဲ့တင်ရဲ့ပါတနာမှာနာကျင်စရာလေးတစ်ခုရှိတယ်ဗျတင်အနေနဲ့ကတော့ဒါနည်းနည်းဘယင်းမနမိတ်ဆန်နေတယ်ဗျတင်ရဲ့ပါတနာတင်မှာဒါငွေကြေးတော့၎င်းပေါ့နော်အနေထားတစ်ခုstandard တစ်ခုရှိလိမ့်မယ်အခြေအနေတစ်ခုရှိလိမ့်မယ်အဲအကြောင်းတင်းရဲ့စိတ်ဓာတ်တွေကလည်းနည်းနည်းမာကြောမယ်ရင့်မယ်ပေါ့နည်းနည်းရင်သီးမယ်ပေါ့ဗျာမာနကြီးမယ်အဲ့ဒီအချက်တွေကြောင့်ပေါ့နော်တင်းရဲ့ပါတနာကနည်းနည်းဘယ်လိုပြောရမလဲစိတ်တစ်ပိုင်းဆိုင်ရာနည်းနည်းညှိုးငယ်နေတယ်ဗျာအဲအကြောင်းတင်းစီကပဲနည်းနည်းထွက်ခွာခြင်းတို့လိုပေါ့ဗျာတင်းမလားတင်းကိုနည်းနည်းလေးအဲ့လိုမျိုးဆွပြစ်ခြင်းတို့လိုထွက်ခွာခြင်းတို့လိုတော့သူကရှိနေတယ်ဗျအဓိကတင်းတို့ညဆက်ဆံရေးမကောင်းတာကတော့တတိယလူကြောင့်မဟုတ်ဘူးတင်းကြောင့်ပဲဗျဒါနမိတ်မှရှိတယ်နဲ့ကျွန်တော်ပြပြရပါတော့တင်းမှာကငွေကြီးရတော့၎င်းအစင်းတဲ့တစ်ခုတော့အနေထားတစ်ခုတော့ရှိနေတယ်ပြီးတော့တင်းကနည်းနည်းမာနကြီးတဲ့ဒါဘယင်းမနမိတ်ဖြစ်နေတယ်ပေါ့နော်အဲအကြောင်းတင်းရဲ့ကောင်လေးပေါ့တင်းရဲ့ပတ်နာပေါ့တင်းကနည်းနည်းဘယ်လိုပြောမလဲပြခါအဲ့လိုမျိုးပြောတဲ့ခါမျိုးရှိလိမ့်မယ်ဗျနည်းနည်းနှိမ်သူတို့လည်းဖြစ်ရင်လည်းဖြစ်မှာပေါ့လေအဲအကြောင်းတင်းရဲ့ကောင်လေးကတော်တော်လေးစိတ်တဲ့ပိုင်းဆိုင်ရာမှာညှိုးငယ်ပြီးတော့ဒါအားနေနေတယ်ဗျာပြီးတော့ထိခိုက်နေတယ်သူရဲ့မာနလည်းထိခိုက်နေတယ်အားနေနေတယ်ထွက်ခွာမဲ့နမိတ်တော့တွေ့တယ်နော်တတိတော့ထားရမယ်တင်းရဲ့ကောင်လေးကအဲ့လိုမျိုးသူခံစားနေရတဲ့ဒီဝေဒနာတွေသူတက်ပြီးတော့မခံစားနိုင်တော့ဘူးဒါရင်နာစောနဲ့ပဲထွက်ခွာမယ်ဆိုတော့နမိတ်တွေတွေ့ရတယ်ဗျာနော်ပြီးတော့တင်းရဲ့ကောင်လေးမှာပေါ့နော်ဒီစတင်ကြီးတစ်ခုတွေ့နေပါတယ်ခင်ဗျအဲ့ဒါဘာလဲဆိုတော့သူ့ချတော့ပေါ်သူရက်တီတော့မယ်ပေါ့နော်သူ့ရဲ့ချတော့ပေါ်သူရက်တီမယ်သူ့ရဲ့အစွမ်းစားတစ်ခုကိုသူပြန်ရှာဖွေမယ်ဆိုတော့နမိတ်တစ်ခုရှိတယ်အဲ့ဒါကြောင့်တင်တို့နှစ်ယောက်ဒီလိုမျိုးအခုလိုအဆင်ပြေဖြစ်နေတာကြတော့ဗျာတတိယလူကြောင့်တော့မဟုတ်ဘူးဒါတင်းရဲ့အထူးသဖြင့်ဒီနမိတ်ကဘာကိုပြလဲဆိုတော့မင်းကလေးဘက်ကမာနကြီးတယ်မောက်မာတယ်အဲ့ဒါကြောင့်ဒီယောက်ျားလေးဖြစ်တဲ့သူကသူ့ရဲ့နှလုံးသားကိုအထိခိုက်ခံပြီးတော့ပဲစွန့်ခွာပြီးတော့သူ့ရဲ့ယုံကြည်ရာသူ့ရဲ့ဒီစူးစမ်းအားထုတ်မှုပေါ့နော်လမ်းကြောင်းတစ်ခုပေါ့သူရှောက်လန်းမယ်ကိုရှိတော့ကိုရှောက်လန်းပြီးတော့ကိုယ့်ရဲ့တိတ်ခါကိုယ့်ရဲ့မာနကိုပြန်ပြီးတော့မြင့်တင်မယ်ဆိုတဲ့နမိတ်တွေ့တယ်နော်အဲ့တော့နှစ်ယောက်သားမချစ်လို့လည်းမဟုတ်ဘူးတတိယလူရှိနေလို့လည်းမဟုတ်ဘူးဒီမင်းကလေးပေါ့နော်ဒါမိမသားပေါ့နော်ဒါမင်းကလေးဘက်ကမာနတွေအင်မတန်ကြီးနေတယ်မောက်မာနေတယ်ဆိုတဲ့နမိတ်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျဒါကတော့တင်းအတွက်တရားခိုင်နှုန်းကိုက်ချင်မှလည်းကိုက်မှာပေါ့လေအများအတွက် generating ဖြစ်တဲ့အတွက်ပါတကယ်လို့ personal ဒါတီးတဲ့ reading image နဲ့ tarot reading image နဲ့ဆိုလို့ရှိရင်လည်းလာမေးလို့ရပါတယ် Viber Telegram Page Messenger TikTok ချက်ပေါက်တွေနဲ့လည်းမေးလို့ရပါတယ်ခင်ဗျကျွန်တော်ကတော့ဘုံပြပြောင်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်